đó đi SA của mình từ nhiều về lâu rồi lâu nhất sau đó tông là chơi trò bọ tông là chơi trò cho nói á là tao chót hỏi nhà này chỉ mà là khu đấy cho nói bài viết số đó đi SA của mình từ nhiều về lâu rồi đấyแต่ยังกันvề lâu rồi khu số hiện cho nó biểu diễn số đó đi SA của mình mà lâu đã xí la xí hoài mình đại mình từ cái lâu đã xuống ngã lá chả là bài xí đấy khu số hiện tala của bà tông đó quay lấy đau ni ba bọ khu số hiện nó bài viết số đó khu đấy cho nó là ông mình mua lấy giá là gì biểu diễn số đó cho nó á ta đuổi á mình đuổi là cho nó là phổ biến này mình nó bây giờ cho nó á đuổi là su giá là bọ anh mình bọ nó nó bây đó cho nó á biểu diễn số đó cho nó á biểu diễn chỉ là đó nó đi studio chỉ lấy được bọ đi SA của mình mà bài viết số đó biểu diễn chỉ là bọ cho nó á test xe bọ nó cho nó á test xe đi SA của mình mà nhà bài mình phơi nó mẹ cho nó biểu này cho nó dự phong sai lại ha cho nó xây nó mà đi SA của mình mà lại cho nó là người là mới trả thì nhà mà vì phơi nó mẹ rồi cho nó giang của quan tài số đó bài viết số đó nhà mà vì phơi mẹ rồi cho nó ông nhiều muốn cho nó nhẹ này mình ăn nàng khao cho nó ăn nàng khao cho nó nhẹ này chỉ mà khu cho nó đi SA của bài viết số đó nhưng mà vì một khuyết khi mà cho nó đi CD chỉ để đủ biểu giá chỉ nào vào nó nó vì đó đi nó xong này cho nó biểu giá chỉ nào đó nó cho nó lâu giá gì nó CD chỉ để đủ để lâu giá này cho nó dùng chỉ nào vào nó mình là bà cô chỉ thông minh của chị với nó tu hà lính lên này trẻ để cô cái gì mà sai vậy đi theo mà cả anh nhớ ta này mẹ làm mình gì anh lính nhau mìnhတွေ့ပြီးတော့ဆုံးဖြတ်ရဲသူပါအခုနောက်တစ်ယောက်စိတ်ကြည့်မယ်ဆိုရင်ကျွန်တော်နဲ့အတူစားသောက်ဆိုင်မှာလှုပ်နေတဲ့တငယ်ချင်းပါအရင်ကသူ့ကိုကျွန်တော်မခွင့်ကြည့်မှာဘူး။ဘာကြောင့်လဲဆိုတော့သူဟာပညာရည်ချင်းနဲ့မရှိဘူး။စကားလည်းမပြောတတ်ဘူး။ဒါပေမဲ့သူ့ကိုကျွန်တော်ကူညီချင်သောစံတန်းနဲ့ခေါ်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့သူဟာစားသောက်ဆိုင်မှာဗကန်စီးသမားဘောနဲ့9နှစ်နေခဲ့ပါတယ်။တစ်လကို9000ပဲရရှိခဲ့ပါတယ်။သူ့ရဲ့လက်တွေကိုလည်းကြည့်လို့မကောင်းခဲ့ဘူး။ဒါကြောင့်မို့ DM စာဟာသူ့ရဲ့ခွင့်ရဖြစ်နိုင်ကြောင်းဆိုတဲ့သဘောနဲ့ကျွန်တော်သူ့ကိုမိတ်ဆက်ပေးခဲ့တယ်။သူ့ရဲ့အကြောင်းတွေကိုလည်းဆက်လက်ပြီးတော့နားဆင်ကြည့်ပါရစေ။မင်္ဂလာပါကျွန်တော်နာမည်စော်ဆွေလို့ခေါ်ပါတယ်။လိုင်းဝယ်မျိုးနဲ့အထက်ပဲနေလို့ကြေရလို့နေပါတယ်။ Insta company မလားတွေ့ခင်တော့ကကျွန်တော်အကြောင်းပြောပြချင်ပါတယ်။အရင်တော့ကကျွန်တော်စောက်သောဆိုင်မှာလုပ်ခဲ့ပါတယ်။ပကောင်စေသမားပေါ်နဲ့အချက်9နှစ်ထိလောက်ရှိသွားပြီးလာစာ1လ9000ရပါတယ်။စစ်စားကြည့်လိုက်ပါတော့လာစာ9000လာကောက်တဲ့ချိန်မှာအရက်တောက်လိုက်ပေါ်လောကိုသွားကန်လိုက်ကျွန်တော်တွေ့လိုက်တပြားမကြောင်တော့ဘူးအဖေမင်းစီမှာလဲပို့ပေးလို့မရတော့ဘူးကျွန်တော်တီထဲနိုင်ငံမှာတက်လာခဲ့တာကျွန်တော်ရီမောင်ချက်ထားတာတခုမှကျွန်တော်မရသေးဘူးဒီနေ့တော့အတူတကွစားတော့ဆိုင်မှာလောက်ခဲ့တဲ့ကျွန်တော်တကယ်ချင်းဆောင်မိဦးဒီ company star အကြောင်းကိုလာပြောပြပေးတဲ့အချိန်မှာကျွန်တော်ဘာမှမသိဘူးသူပြောတဲ့အတိုင်းကျွန်တော်ယုံကြည်တယ်ကျွန်တော်လည်းဝင်လာလုပ်တယ်သူပြောတဲ့အတိုင်းကျွန်တော်လည်းလုပ်တယ်ပထမလမှာဒီ company star မှာပတ်ငွေ900ကျွန်တော်ရတယ်ကျွန်တော်လည်းစိတ်တမကြဘူးနေပါစေများပါစေကျွန်တော်မကြည့်ဘူးဒုတိယလမှာ9000နဲ့400ကျွန်တော်ပြန်ရတယ်ဒီ company star မှာကျွန်တော်ဝင်လာတာအချက်တနေ့လောက်ရှိသွားပြီဒီတနေ့အတွင်းမှာပတ်ငွေအလုံးစုပေါင်း3သိန်းကျော်လောက်ကျွန်တော်ရပါတယ်နောက်ဆုံးနေ့ကျွန်တော်တို့လို့အရေးချင်းမရှိတဲ့လူတယောက်ကောင်ဒီလောက်အချိန်၄နှစ်လုံနေတာကိုကြည့်ချင်အဖြစ်မိတ်ဆွေရောက်တိုင်းလဲလုံနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်မင်္ဂလာပါ M-Star ကုမ္ပဏီလုပ်ငန်းဟာကောင်းတာတစ်ခုကတယောက်နဲ့တယောက်စီစီလေးလုံးနဲ့ညီညွတ်မှုဝိုင်းဝန်းကူညီမှုရှိကြတယ်ဒါကြောင့်မို့တယောက်မျိုးပန်းနိုင်ကိုအတူတူရှောက်နိုင်ခဲ့တာပေါ့အခုနောက်တစ်ယောက်ဆက်လက်ပြီးကြည့်မယ်ဆိုရင်ကျွန်တော်ရဲ့အကြောင်းလေးပဲတကယ်ချင်းမှာသူဟာအကြောင်းမနေတော့စာလဲတော်တယ်ကျိုးလဲကျိုးစားတယ်ယူလဲယူစားတယ်ဒါကြောင့်ထိုင်းနိုင်ငံမှာအခွင့်အရေးလက်စားပြီးတော့ဆိုပြခဲ့ပါတယ်ဒါပေမဲ့အားလုံးကသိတဲ့အတိုင်းပဲကျိုးစားနေပေမဲ့လည်းနေရာမှာသွားရင်10နှစ်တော့မှဘာမှပြောင်းလဲမှုမရှိဘူးနေရာမှန်ခဲ့ရင်တနည်းလဲချမ်းသာနိုင်တယ်ဆိုတာအားလုံးကသိမှာပါသူ့ရဲ့အကြောင်းကိုလည်းဆက်လက်ပြီးတော့နားဆင်ကြည့်ပြရစေ
မင်္ဂလာပါကျွန်တော်နာမည်အောင်စုံမီလို့ခေါ်ပါတယ်ကျွန်တော်ဒီမစားကုမ္ပဏီနဲ့တွေ့ခင်တော့ကကျွန်တော်နည်းနည်းလေးပြောပြချင်တယ်ကျွန်တော်ကဘာမှနေတော့ကစာလဲတော်တယ်ကျိုးလဲကျိုးစားတယ်ယူတယ်ကျွမ်းကျင်မှုလည်းရှိတယ်အဲ့ဒါတွေကိုအခြေခံပြီးတော့ကျွန်တော်ရဲ့အောင်မြင်မှုကိုဒီထန်းနိုင်ငံမှာလာပြီးစောက်ပေးခဲ့ပါတယ်ကျွန်တော်ဒီထန်းနိုင်ငံမှာတက်လာခါစားဆိုရင်မဟာချိုင်း9ရုံမှာတစ်လကိုဘာ3000နဲ့အလုပ်ဝင်ရောက်လုပ်ကင်ခဲ့တယ်အဲ့ဒီမှာတနည်းကြာသွားတယ်ကျွန်တော်ဘဝအတွက်ဘာမှတိုးတက်ပြောင်းလဲမှုမရှိခဲ့ဘူးနောက်ဆုံးဘောင်ကောက်ကိုတက်လာပြီးတော့လုံငောင်တွေမှာအလုပ်ဝင်ရောက်ပြောင်းလဲလုပ်ကင်ခဲ့တယ်တခုပြီးတခုပြောင်းလဲလုပ်ကင်လိုက်တော့နောက်ဆုံးတော့ကျွန်တော်ဒီစားသောက်ဆိုင်မှာဝင်ရောက်လုပ်ကင်ခဲ့တယ်စားသောက်ဆိုင်မှာဆိုရင်ဘာတစ်လကိုဘာ1000နဲ့ဝင်ငွေရခဲ့တယ်အဲ့ဒီဘာ1000ဟာကျွန်တော်မိသားစုအတွက်ဘာမှဆုံးဆောင်နိုင်မှုမရှိဘူးနောက်ပြီးတော့ကျွန်တော်ရဲ့အနာဂတ်အတွက်ဘာမှတိုးတက်ဖို့ပြောင်းလဲမှုဆိုတာမရှိဘူးကျွန်တော်ဒီထိုင်းနိုင်ငံမှာဆိုရင်9နှစ်လောက်ရှိသွားပါပြီကျွန်တော်ဟာရိုးသားတယ်ကြိုးစားတယ်ကြွကျင်မှုလည်းရှိတယ်ကျွန်တော်ရဲ့အောင်မြင်မှုဟာဒီထက်အများကြီးရမယ်လို့ကျွန်တော်ထင်ခဲ့တယ်ဒါပေမဲ့ကျွန်တော်ထင်တယ်လို့ဘာမှဖြစ်မလာခဲ့ဘူးတနေ့တော့ကျွန်တော်ရဲ့တငယ်ချင်းကဒီအမ်စတာဆိုတဲ့အခွင့်အလမ်းတွေကိုလာပြောပြတယ်သူပြောပြတဲ့အချိန်မှာကျွန်တော်တည်တည်ကြကြနားထောင်ခဲ့တယ်သူပြောပြတဲ့အတိုင်းဖြစ်ရင်ကောင်းပါမယ်လို့ကျွန်တော်ထင်ခဲ့တယ်ဒါပေမဲ့ကျွန်တော်သိပြီးတော့မယုံကြည်ခဲ့ဘူးကျွန်တော်တည်တည်ကြကြပြန်စဉ်းစားကြည့်လိုက်တော့ကျွန်တော်အတွက်ဘာမှစိုးစိုးမှုလည်းမရှိဘူးစားတော့ဆိုင်အလုပ်လည်းလုပ်တယ်ဒီအမ်စတာဆိုတဲ့အခွင့်အလမ်းကိုလည်းဝင်ရောက်လုပ်ကင်ခဲ့တယ်ကျွန်တော်ဝင်ရောက်လုပ်ကင်ခဲ့လို့4လမှာဆိုရင်တစ်လောက်ကိုဘာငွေနဲ့တောင်းနဲ့ဝင်ငွေရခဲ့တယ်စားတော့ဆိုင်ဝင်ငွေလည်းရတယ်ဒီမစားခွင့်လုံးမှာလည်းဝင်ငွေရခဲ့တယ်ဝင်ငွေနှလုံးရရင်မကောင်းဘူးလားကိုကျွန်တော်နောက်ဆုံးအနေနဲ့ပြောပြချင်တယ်တကယ်ချင်းတို့ကျွန်တော်လုပ်လို့ရမယ်ဆိုရင်တကယ်ချင်းတို့လုပ်လို့ရမယ်ကျေးဇူးတင်ပါတယ်မင်္ဂလာပါအားလုံးကမြင်တဲ့အတိုင်းပဲအမ်စတာဆိုတဲ့ကုမ္ပဏီကတယောက်တနေရာစီတယောက်တခြားစီဖြစ်နေပေမဲ့လည်းကုမ္ပဏီရဲ့စီးမီအတိုင်းလိုက်နာသွားမယ်ဆိုရင်မြင်သူမဆိုအောင်မြင်အောင်လုပ်ယူနိုင်ပါတယ်အမ်စတာဆိုတဲ့ကုမ္ပဏီဟာကျွန်တော်နေ့စဉ်သုံးတဲ့ပစ္စည်းကိုအစားထိုးလဲသုံးယူလုံးနဲ့ကျွန်တော်တို့နောက်တလန်းဝင်ငွေဖြစ်လာနိုင်ပါတယ်ဒါပေမဲ့ပစ္စည်းရဲ့အရေးသွေးမကောင်းဘူးဆိုရင်ကျွန်တော်ဘယ်လိုမှစီးပွားလုပ်လို့မရဘူးဒါကြောင့်မို့ကျွန်တော်ကုမ္ပဏီထုတ်ထားပစ္စည်းနဲ့အခုလောလောဆယ်ကျွန်တော်သုံးနေတဲ့ပစ္စည်းရဲ့အရေးသွေးဘယ်လိုကွာခြားမှုရှိလဲဆိုတာကိုကျွန်တော်အတူတူကကြည့်ရအောင်ကျမအနေနဲ့ SNI လို့အမည်ရတဲ့အလှကုန်ပစ္စည်းရဲ့အကြောင်းကိုဝေငှပြပြချင်ပါတယ်။အခုခေတ်ကာလမှာအမျိုးသမီးအမျိုးသားတိုင်းဟာမိမိရဲ့အသားရည်ကိုလှပဖို့အတွက်ဂရုတစိုက်နဲ့ထိန်းသိမ်းစောင့်ရှောက်လာကြပါပြီရှင်။အသားရည်လှပမှုမှာအသားဖြူခြင်းတစ်ခုတည်းနဲ့အသားရည်လှပြီးလို့မဆိုနိုင်ပါဘူး။လှပတဲ့အသားရည်ဟာအမဲဆက်ပြောက်တွေကင်းစင်ပြီးရှင်းသန့်ဆိုပြေညံ့ညောတဲ့အသားရည်မျိုးဖြစ်ရပါမယ်ရှင်။ကျမပြောချင်တဲ့ SNI လို့အမည်ရတဲ့အလှကုန်ပစ္စည်းဟာ GP4G လို့ခေါ်တဲ့ technology အမျိုးအစားနဲ့ထုတ်လုပ်ထားပါတယ်ရှင်။ GP4G ဟာဆိုလို့ရှိရင်အလှကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ Nobel ဆုကိုလည်းရရှိထားပါတယ်။ SNI အလှကုန်ပစ္စည်းတိုင်းမှာပါဝင်တဲ့ကုန်ပစ္စည်းတွေဟာနိုင်ငံတကာအဆင့်မီအလှကုန်ပစ္စည်းတွေကိုထုတ်လုပ်ပေးတဲ့ကုမ္ပဏီမှမှာယူပြီးထိုင်းနိုင်ငံမှာထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ SNI အလှကုန်ပစ္စည်းရဲ့ဈေးနှုန်းဟာလည်းလူတန်းစားမျိုးသုံးနိုင်အောင်သတ်မှတ်ထားခဲ့ပါတယ်ရှင်။ဒါကြောင့်မို့ဒီအလှကုန်ပစ္စည်းဟာဈေးနှုန်းချိုသာပြီးနိုင်ငံတကာအဆင့်မီအလှကုန်ပစ္စည်းတွေနဲ့ရှင်နိုင်အောင်စီစဉ်ထုတ်လုပ်ထားခဲ့ပါတယ်။ကျမတို့ကုမ္ပဏီရဲ့ရည်ရွယ်ချက်ကကုန်ပစ္စည်းထုတ်လုပ်မှုမှာအကျိုးမြတ်ရဖို့ထက်ကိုကိုယ်တိုင်သုံးစွဲနိုင်ဖို့အတွက်ဦးတည်ချက်ချထားပါတယ်။ပစ္စည်းသုံးစွဲသူတိုင်းကျေနပ်မှုမရှိခဲ့ရင်ငွေပြန်အပ်နိုင်တဲ့အဆင့်ထိကိုလည်းအာမခံချက်ပြည့်နဲ့ထားရှိထားတဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ကျွန်မပြောချင်တာကတော့ SNI Skin Care နဲ့ SNI Color ကိုအသုံးပြုခြင်းအပြင်ကိုယုံကြည်စိတ်ချမှုထားရှိနိုင်ကြပါပြီ။အလှပြင်ဆင်ခြင်းမှာလည်းအားလုံးအတွက်ကျေနပ်ပျော်ရွှင်မှုကိုလည်းပေးနိုင်ပါပြီရှင်။မင်္ဂလာပါရှင်အရင်တော့ဆိုရင်စပယ်မျက်နှာအသားရည်ဟာကြည်ကောင်းတဲ့အထဲမှာပါတဲ့အတွက်ကိုယ့်ရဲ့မျက်နှာအသားရည်ကိုတိုက်ကြီးမဆိုင်ခဲ့ပါဘူးအချိန်ကြာလာတာနဲ့အမျှအသက်ကြီးလာတာနဲ့အတူအနားယူချိန်တွေကလည်းနည်းလာတယ်နေ့တိုင်းပတ်ဝန်းကျင်လေထုညဉ့်ညံမှုတွေနဲ့နေပူရှည်ပူပြင်းလာမှုတွေကြောင့်စပယ်ကိုပြန်လည်ပြီးသတိပြုမိလာတယ်မျက်နှာမှာအမဲဆက်တွေနဲ့နေလောင်ခွဲတွေဖြစ်လာတာကိုတွေ့ရတယ်။အဲ့ဒီကြောင့်အသားရည်နဲ့ပတ်